အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ဦးစင်းမေးခွန်းဖြေမှာမဟုတ်ပါဘူးပြောစရာလေးရှိလို့ပါနော်တင်ပါဗျာဦးစင်းတို့မြန်မာနိုင်ငံမှာမလျင်လှုပ်သွားတဲ့အတွက်ပစ္စည်းဥစ္စာများဆုံးရှုံးပျက်စီးပြီးလူအများတည်ကြည်ပျက်စီးကြတာကိုအားလုံးသိကြမြင်ကြတဲ့အတိုင်းပါပဲအဲ့ဒီလိုမလျင်လှုပ်သွားတာကိုပြည့်ရပြုပြီးတော့တချို့ကအပျော်ပြက်လုပ်ပြီးစောင့်နေကြတာတွေကိုမြင်နေကြနေရပါတယ်သူတစ်ပါးတွေဒုက္ခရောက်နေတဲ့အချိန်မှာဒါမျိုးလုပ်ရက်တွေလုံးဝမလုပ်သင့်ပါဘူးလူကိုပါဠိလိုမနုဿလို့ခေါ်ပါတယ်တင်ပါဗျာဘာကြောင့်မနုဿလို့ခေါ်တာလဲဆိုရင်ကုသလံအကုသလံဓမ္မံသာနာတိမနာတိတိမနုဿကုသိုလ်အကုသိုလ်တရားတို့ကိုခွဲခြားပြီးသိတယ်လုံးတဲ့မလုံးတဲ့ဆိုတာကိုခွဲခြားပြီးသိတယ်အမှားနဲ့အမှန်ကိုခွဲခြားပြီးသိတဲ့သူကိုမနုဿလူလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်တိရစ္ဆာန်မှာအဲ့ဒီလိုအသိတွေမရှိပါဘူးเนาะမိမိကလူသားဆင်စစ်ဖြစ်ပါရဲ့နဲ့လုံးတဲ့မလုံးတဲ့ဆိုတာကိုခွဲခြားမသိပဲထင်ရလျှောက်လုပ်နေမယ်ဆိုရင်လူတိရစ္ဆာန်ဖြစ်သွားပါလိမ့်မယ်လူသားဆင်စစ်ကနေလူတိရစ္ဆာန်ဖြစ်ရတာဟာအမှန်တမ်းမှနစ်နာပါတယ်ဒါကြောင့်မလုံးတဲ့မလုံးထိုက်တာတွေကိုမလုံးပါနဲ့သူတစ်ပါးတွေဒုက္ခရောက်နေတဲ့အချိန်မှာမိမိကတတ်နိုင်တဲ့လောက်ကိုယ်ဤဆောင်ပါခြင်းနှုတ်ဤဆောင်ပါခြင်းနဲ့ကုညီဆောင်ရှောက်ပါနောက်ဆုံးမဆောင်ရှောက်နိုင်ဘူးဆိုရင်တောင်မှသူတစ်ပါးစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ပါနဲ့เนาะအားလုံးတဘာဝဘေးဒဏ်အပေါင်းမှကင်းဝေးကြပါစေ